ဒီ channel 1x1 တင်ရမှာလား Pelfish class မှာကလေးတယောက်ကိုဆရာဆရာမတယောက်နှုံးနဲ့ပဲတင်ပေးပါတယ်ကျွန်တော်1 by 1ပဲတင်ပေးတယ်ပေါ့နော်ဆရာတယောက်တည်းကိုကျွန်တော်ကလေးဒီအများကြီးစုထည့်ပြီးတော့အဲ့လိုမျိုးစုပြုံနေပြီးတင်ပြရမျိုးကျွန်တော်မလုပ်ပေးပါဘူးခင်ဗျာ ဒီ channel က local လား native လား ကျွန်တော် Pelfish class မှာဆိုလို့ရှိရင်ဗမာ local teachers တွေကျွန်တော်တို့မရှိပါဘူးနိုင်ငံခြားဆရာဆရာမတွေဖြစ်တဲ့ foreign teachers တွေမှာကျွန်တော်တို့ Asian လားဒီ Western လားဆိုပြီးတော့ရွေးချယ်ဆရာနှစ်မျိုးရှိပါတယ်ခင်ဗျာ level ကရောဘယ်နှခုရှိတာလဲ ကျွန်တော် Pelfish class မှာဒီ PF level 1ကနေ PF level 9ဆိုပြီးတော့ကျွန်တော် level 6ခုတိတိရှိရပေါ့နော်ကလေးရဲ့အသက်အရွယ်နဲ့ကလေးမှာရှိထားပြီးသား English knowledge ပေါ်မူတည်ပြီးတော့ကျွန်တော်တို့အဆင်ပြေတဲ့ level ကို PF level ရွေးပြီးတက်လို့ရပါတယ်နောက်ပြီးတော့ဒီ PF level ကိုမသိဘူးအတမ်းမတက်ခင်မှာကလေးရဲ့ PF level ကိုတေချောင်ရွေးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် Pelfish ရုံးမှာ English test လေးကိုအခမဲ့လာဖြည့်ပြီးတော့ကလေးရဲ့ PF level ကိုသိရပြီဆိုတော့မှကျွန်တော်အတန်းလေးစတက်လို့ရပါတယ်ခင်ဗျာ level တစ်ခုကိုဘယ်လောက်ကြာလဲ ကျွန်တော်တို့ Pelfish class မှာဆိုလို့ရှိရင် PF level 1ဆိုလို့ရှိရင်သင်ခန်းစာ session စုစုပေါင်း30 TT ပါတယ်ပေါ့နော် PF 1တစ်ခုအပြီးအပြတ်တက်ရဖို့အခါ30 TT တက်မှာဖြစ်ပါတယ်PF 2ကနေ PF 90ဆိုလို့ရှိရင်တော့ကျွန်တော်တို့သင်ခန်းစာ120စုစုပေါင်းပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ PF 1ကိုကျွန်တော်တို့အပြီးအပြတ်တက်မယ်ဆိုလို့ရှိရင်တစ်ပတ်ကို2ရက်နှုန်းနဲ့တက်မယ်ဆိုလို့ရှိရင်15ပတ်တစ်ပတ်ကို3ချိန်နှုန်းနဲ့တက်မယ်ဆိုလို့ရှိရင်10ပတ်ကြာမှာဖြစ်ပါတယ်ခင်ဗျာ PF 2ကနေ PF 90အပြီးအပြတ်တက်ချင်တယ်ဆိုလို့ရှိရင်တော့သူတို့စီမှာသင်ခန်းစာစုစုပေါင်း120အောင်ပါတာဖြစ်တဲ့အတွက်တပတ်ကို3ရက်နှုန်းနဲ့တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့10လတပတ်ကို2ရက်နှုန်းနဲ့တက်မယ်ဆိုလို့ရှိရင်15လကြာမှာဖြစ်ပါတယ် အသက်ဘယ်လောက်ကစပြီးတက်လို့ရလဲ ကျွန်တော်တို့ကလေးရဲ့အသက်အနေနဲ့ဆိုလို့ရှိရင်တော့ကလေးအသက်3နှစ်ကစပြီးတော့15 16နှစ်အရွယ်တွေအထိကျွန်တော် Pelfish class ကိုတက်လို့ရပါတယ်ခင်ဗျာ စာသင်ကြီးတစ်ချိန်ကိုဘယ်လောက်ကြာလဲ သင်ခန်းစာကြာချိန်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ခါတက်တဲ့အချိန်1 session ကိုပေါ့နော်စုစုပေါင်း45မိနစ်တိတိကြာပါတယ်ပထမဆုံး10မိနစ်ကတော့ဒီအတန်းထဲကိုဆရာဆရာမဝင်မလာခင်မှာကလေးကဒီနေ့သင်ရမယ့်အကြောင်းအရာတွေကိုကိုယ့်ဘက်ကိုအရင်ဆုံးလေ့လာထားရမယ်ပေါ့နော်ဆိုတော့အဲ့ဒါက10မိနစ်ပြီးရင်ဆရာဆရာမအတန်းထဲဝင်လာပြီးတော့ကလေးနဲ့တကယ်သင်ပေးတာကကျွန်တော်စာသင်ချိန်စုစုပေါင်း25မိနစ်အဲ့ဒီ25မိနစ်သင်ပြီးသွားပြီဆိုလို့ရှိရင်အတန်းထဲမှာဆရာဆရာမမရှိတော့တော့ညလည်းပဲကလေးကအဲ့ဆရာဆရာမနဲ့သင်ပြီးသွားတဲ့အခါမှာခုနသင်ခဲ့တဲ့သင်ခန်းစာကိုပြန်ပြီးတော့ revision လုပ်တဲ့အနေနဲ့ပြန်နှွေးတဲ့အနေနဲ့ကျွန်တော် homework လေးလုပ်ရပါမယ်အဲ့ homework ကိုလည်းကျွန်တော်တို့10မိနစ်ဝန်းကျင်နဲ့တွက်မယ်ဆိုလို့ရှိရင်စုစုပေါင်း45မိနစ်တိတိကြာပါတယ်ခင်ဗျာ Zoom နဲ့တင်တာလားဗာနဲ့တင်တာလဲ ကျွန်တော်တို့ Pelfish class က Zoom နဲ့သင်ရတာမျိုးလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ Pelfish ကိုယ်တိုင်ကထုတ်ထားတဲ့ Pelfish class ဆိုတဲ့ application ရှိပါတယ်ဒီ in app ထဲကိုကလေးကကိုယ်တိုင်ဝင်ပြီးတော့ဆရာဆရာမနဲ့ direct live သင်ကြားမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးသင်ပေးတဲ့အခါမှာလည်းဆရာဆရာမရဲ့ video တွေ recording တွေကိုဖွင့်ပြထားတာမျိုးမဟုတ်ဘဲနဲ့ဆရာဆရာမနဲ့ကလေးကတစ်ခါတည်းတစ်ချိန်တည်းမှာပဲ real time ပေါ့နော် direct live သင်ရမှာဖြစ်ပါတယ် တင်တဲ့ချိန်တွေရောဘယ်ချိန်တွေလဲ Pelfish class ကတော့ကျွန်တော်တို့ပုံမှန်သင်တန်းချိန်သတ်မှတ်ထားရဆိုတာမျိုးမရှိပါဘူး flexible ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဒါကြောင့်မို့လို့ဖေဖေမေမေတို့ကကိုကလေးအားတဲ့နေ့နဲ့အချိန်လေးကိုတခြားလေးရွေးပြီးတော့ကျွန်တော်တို့ကြိုးပြီးပြောထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကလေးအဆင်ပြေတဲ့အချိန်ဖေဖေမေမေတို့ပြောထားတဲ့အချိန်လေးကို flexible ဖြစ်ဖြစ်နဲ့ time table schedule လေးဆွဲပြီးမှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် recommendation တစ်ခုပေးချင်တာကကြတော့ဒီ Pelfish class ကပေါ့နော် after school activity တစ်ခုအနေနဲ့တက်တဲ့အတန်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အခုလက်ရှိတက်နေတဲ့အတန်းလေးမှာဆိုလို့ရှိရင်တသားမီမီလေးတွေကကျောင်းကပြန်လာတဲ့အချိန်ညနေခင်းညဘက်လေးတွေတက်တာများတယ်ပေါ့နော်အကေကျောင်းတက်တဲ့ရက်တွေကိုကလေးကိုစာမတင်စေချင်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော် weekend လေးမှာတက်ကြတာများပါတယ်ဥမာစနေတနင်္ဂနွေဆိုလို့ရှိရင်လည်းမနက်လားနေ့လယ်လားညနေလားပေါ့ဆိုတော့ဖေဖေမေမေတို့ကတပတ်ကို2ရက်ဆိုလို့ရှိရင်ဥမာထားပါတော့ Saturday Sunday ကိုတက်ချင်တယ်နေ့လယ်ပိုင်းအောင်တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က every weekend every Saturday Sunday နေ့လယ်ပိုင်းအောင် schedule လေးဆွဲပြီးမှဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကလေးကိုကျွန်တော်တို့ကတပတ်3ရက်နှုန်းတက်စေချင်တယ်ကလေးကလိုက်နိုင်တယ်လို့ယုံကြည်ရဆိုလို့ရှိရင်เนาะတချို့ဖေဖေမေကြတော့ Friday Saturday Sunday 3ရက်ကိုရွေးကြရတယ်ပေါ့เนาะအဲ့ဒီမှာမနက်ဆိုလဲမနက်နေ့လယ်ဆိုလဲနေ့လယ်ညနေဆိုလဲညနေပေါ့တချို့ကကြတော့ကလေးကိုပြင်မမှာဆိုလို့တရားချားလေးသင်ပေးတယ်ပေါ့เนาะဥမာMonday Wednesday Friday ပေါ့တနင်္လာဗုဒ္ဓဟူးတောက်ကြအဲ့လိုမျိုးလေးလည်းသင်ကြပါတယ် schedule ကတော့ flexible ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကလေးအားမဲ့အချိန်ကိုကလေးအားမဲ့နေ့လေးတွေကိုဖေဖေမေတို့ကအလျင်းသင်တယ်လို့လေးစီစဉ်ပြီးတော့ကျွန်တော်တို့ပြောထားပေးရပါတယ်ခင်ဗျ